ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Extra Time ဆိုတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Chelsea အသင်းရဲ့အပြောင်းအရွှေ့ရှင်တွေနဲ့ပတ်သက်ပြီးတော့အားရစရာကောင်းတဲ့အခြေအနေလေးတွေကိုဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ် Chelsea အသင်းကညီကိုတို့သိတဲ့အတိုင်းပဲသူတို့ရဲ့ဝင်ကားပိုင်းအတွက်ဒါကစားသမားခေါ်ယူမှုတစ်ခုဖြစ်တဲ့ Morgan Roger ကိုပေါင်139ဘန်းနဲ့တကယ်ကို surprise ခေါ်ယူမှုတစ်ခုကိုလှုပ်ဆောင်ပြီးသွားတဲ့အပြင်ကွင်းလယ်ပိုင်းမှာဆိုလဲဒါလူငယ်ကစားသမားလေးဘာကိုဆိုတဲ့နော်အာဂျင်တီးနားအသင်းရဲ့လူငယ်ကစားသမားစတရာဘောအသင်းရဲ့လူငယ်ကစားသမားကိုယူတန်း40တန်း50လောက်နဲ့ကောက်စိတ်ထားနိုင်တယ်ပြီးတော့ဝင်ကားပိုင်းဒီကွင်းလယ်ဝင်းပိုင်းမှာဆိုလေဒါကွမ်နာကိုပြီးခဲ့တဲ့ယာတီကလေးကခေါ်ထားပေမဲ့ဒီနေ့မှာလက်မှတ်ရေးထိုးပြီးတော့တရားဝင်ကြေညာထားတယ်ပြီးခဲ့တဲ့ယာတီတုန်းက Sporting Lisbon မှာပဲပြန်ထားပြီးတော့အငှားချလာတဲ့ကစားမှာဒီနေ့မှာ Chelsea တင်းနဲ့ပူးပေါင်းနိုင်ပြီနောက်ပြီးတော့နောက်ထပ်ဒီကူကွဲလာရဲ့နေရာအတွက်เนาะဒီကွင်းလယ်ဝင်းဝင်ကားအနေနဲ့လည်းသုံးလို့ရတယ်ကွင်းလယ်ဝင်းအနေနဲ့လည်းသုံးလို့ရတဲ့ဒါလူငယ်ကစားသမားလေးဒါ Palestri เนาะအဲ့ရဲ့ player လေးကိုလည်းဒါလက်ရှိမှာ Chelsea တင်းခေါ်ယူထားနိုင်ခဲ့ပြီဆိုတော့ Chelsea တင်းနဲ့ဒီနေ့နေရာဒီမှာလူခုံယူမှုအမြောက်အများကိုပြုလုပ်ထားပြီးဒါပေမဲ့သူတို့ကစားမရောင်းချမှုတွေမှာလည်းလက်ဟင်းမှုမရှိဘူးခုခွဲလာရောင်းထားပြီးအခုဆိုရင်ဒါဂါနာချိုအလွတ်နဲ့ထုတ်ပြီးနီကိုလက်ဂျက်ဆန်ကိုထပ်ရောင်းမယ်စသဖြင့် Chelsea တင်းကကစားမရောင်းချမှုတွေရောကစားမဝယ်ယူမှုတွေရောအပြောင်းအရွှေ့တွေကိုကောင်းကောင်းမွန်မွန်လှုပ်ဆောင်ပြီးတော့တေးသေးချာချာစနစ်တကျနဲ့ဒါကစားသမားဝယ်ယူမှုတွေရောင်းချမှုတွေကိုနိပြအေးစားပြီးအလွန်ဆိုအတွက်ပံ့ပိုးမှုတွေပြုလုပ်နေတဲ့ပုံစံမျိုးမြင်ရပါတယ်ဒီတဲ့ကြောင့်လာမယ့်နေ့ရာသီ Chelsea အသင်းရဲ့လူခေါ်ယူမှုတွေကြောင့်ပို့ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးနိပြအေးစားပြီးလွန်ဆိုကြောင့်ပို့ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးတစ်ခုဖြစ်လာဖို့အတွက်ရှိပါတယ်အခုဆိုရင်လည်း Chelsea အသင်းကသူတို့ရဲ့ CV position မှာပြီးခဲ့တဲ့နှစ်တုန်းက Charlie Bat လို player မျိုးကိုအားကိုးခဲ့ရတဲ့အတွက်ကြောင့်ဒီနေရာမှာသူတို့ပို့ပြီးအားကောင်းတဲ့ခံစားမှုမျိုးကိုအားဖြည့်ဖို့အတွက်စီစဉ်မှုတွေရှိနေသေးပါ Chelsea လူခေါ်ယူမှုတွေအများအများလုပ်ထားပေမဲ့ Chelsea လူခေါ်ယူမှုတွေတောင်းလျှောက်လုပ်နေပေမဲ့အခုချိန်ဒီကို Chelsea လူခေါ်ယူမှုတွေကမပြီးသေးပါဘူးเนาะနှစ်တိုင်းဒီတိုင်းပါပဲဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေတက်ဆိုင်ဒီနှစ်ခေါ်ယူမှုတွေကပိုပြီးအားရဖို့ကောင်းတယ်ဘော်ဂါရောဂျာကိုခေါ်ယူထားတဲ့အခြေအနေတို့ဘာကိုခေါ်ယူထားတဲ့အခြေအနေတို့ကတိတ်ကိုအားရစရာကောင်းတယ်လို့အခုချာလိုဘက်ရဲ့နေရာမှာအပြောင်းလဲလုပ်ပြီးတော့ပြင်ဆင်မဲ့ခံစားမှုနေရာအတွက်လည်းတိတ်ကိုအားရစရာကောင်းတဲ့အပြောင်းလဲတစ်ခုဖြစ်တဲ့ပြင်သစ်နဲ့ Crystal Palace တင်တို့ရဲ့ခန်းစစ်မှုကစားသမား La Crosse ကိုအစားထိုးခေါ်ယူနိုင်ဖို့အတွက် Chelsea တင်းနေနဲ့အခြေအနေကောင်းအခွင့်အလမ်းကောင်းတွေကိုပိုင်ဆိုင်ထားရပဲဖြစ်ပါတယ်ဆိုတော့ရှာလိုဘက်ကိုထုတ်မယ်လာခိုးကိုစားထိုးမယ်ဆိုတဲ့ပုံစံမျိုးပါစောက်ရမ်းမိုက်တဲ့အပြောင်းလဲတစ်ခုပါဆိုတော့ရှာလိုဘက်ကလက်ရှိအသက်အရွယ်28နှစ်ကျော်ဝန်းကျင်ရှိနေပါပြီအသက်အရွယ်တော်တော်ကြီးနေတဲ့ကစားသမားတူပါဆိုတော့ပြီးခဲ့တဲ့နှစ်တုန်းကသူတို့လိုအပ်ချက်ရတာဒါသူတို့အငှားကနေအငှားချထားတဲ့ဒီကစားမကိုအမြန်ဆုံးပြန်ခေါ်ပြီးတော့အသင်းမှာသုံးဆွဲရတာဆိုတော့ဒီနေ့မှာတော့သူတို့ဒီကစားမကိုအားမကိုးရှင်တော့ဘူးဘာလို့ဆိုကစားမတက်ရွယ်စကားပြောနေပြီပြီးတော့လဲချာလိုဘက်ကအရေးသွေးအရန်ကောင်းတဲ့ player မျိုးလည်းမဟုတ်ဘူးနော်လက်ရှိခိုးဝဲတို့ဘာလို့နဲ့တွဲပတ်ဖို့အတွက်ချာလိုဘက်ကရွေးချယ်စရာ option ကောင်းမဟုတ်ဘူးဗျာ Chelsea တဲ့နောက်တစ်ဆင့်ကိုသွားရှင်တဲ့ဒီတက်ပိုကောင်းတဲ့အဆင့်တရားရက်တည်မှုမှာရက်တည်ရှင်တဲ့ Champions League ဝင်ခွင့်ပြန်ရရှင်တဲ့ဆိုရင်ပိုကောင်းတဲ့လူအင်အားဖြစ်တည်မှုတွေလုံးဝဖြစ်မယ်ဒါကို Chelsea ပုံပွဲတွေကောင်းကောင်းနားလဲတယ်ဒါကိုလည်းနိပြရေးစားပြီးလို့ဆိုအကောင်းဆုံးလမ်းညွှန်ထားတဲ့အတွက်ကြောင့်လက်ရှိချိန်မှာနိပြရေးစားပြီးလို့ဆိုစိတ်ကြိုက်လူခေါ်ယူမှုတွေကိုပြုလုပ်ထားပေးတဲ့အပြင်ဒီခန်းစပိုင်းမှာလေဒါရှာလိုဘဲရဲ့နေရာမှာလာခရိုကိုအစားထိုးပေးဖို့အတွက်လက်ရှိမှာအရာအားလုံးစီစဉ်ထားပြီးဖြစ်ပါတယ်လာခရိုနဲ့ Chelsea ရဲ့ဂျားထဲမှာစကားပြောဆိုမှုတွေပြည့်ပြတ်သွားပါပြီလာခရိုက Chelsea တွေကိုပြောင်းရွှေ့ဖို့အတွက်ခေါင်းညိတ်ထားပြီးပါပြီ Chelsea နဲ့လာခရိုတို့ပုတ်ကွေးဆိုင်သဘောတူညီမှုရယူပြီးသွားပါပြီဆိုတော့လက်ရှိမှာ Chelsea ကြံနေတာကCrystal Palace တင်တဲ့သဘောတူညီမှုရရှိဖို့ပါ Crystal Palace တင်ကလာခရိုနဲ့ပတ်သက်ပြီးတော့ယူတန်း50ယူတန်း60ထပ်ပို့တောင်းလို့မရပါဘူးပို့တောင်းပိုင်ခွင့်လည်းမရှိပါဘူးစာချုပ်ဖြတ်သိမ်းကြလောက်ပါပဲအလောက်ငွေကြီးပဲ Crystal Palace တရားတောင်းဖို့စီစဉ်ရှိပါတယ်ဒါကြောင့်မို့လဲ Chelsea တင်ကတခြားသောခံစစ်ကစားသမားတွေတက်ဆိုင်ရင် La Crosse ကိုပို့ပြီးတော့သဘောကျနေရပါ La Crosse အနေနဲ့ဒီကမ္ဘာ့ဖလားပွဲစဉ်တွေမှာဆလီဘာရဲ့နောက်ကျောအရန်အနေနဲ့ပဲသူပါဝင်ခွင့်ရခဲ့တယ်မှန်ပါတယ်ဒါပေမဲ့ဆလီဘာကန်ဆိုးသွားတဲ့ဒဏ်ရာရသွားတဲ့အချိန်မှာလာခရိုအတွက်ကန်ကောင်းဆောင်နဲ့ပွဲထွက်ခွင့်တွေရခဲ့တယ်ဥပမီကောင်နူနဲ့လာခရိုရဲ့တွဲဖက်ကတော်လေးကောင်းခဲ့တယ်လို့ဆလီဘာနီးတူဆွမ်းဆောင်ရင်ကောင်းတွေပြသနိုင်တဲ့ကစားသမားခံစစ်မှုတယောက်အနေနဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒီတော့ကြောင့်လာခရိုရဲ့နာမည်ကဒီကမ္ဘာဖလားပြီးတဲ့အချိန်မှာတော်တော်လေးနာမည်ကြီးလာတယ်ချက်စီးတင်ကလာခရိုကိုကမ္ဘာဖလားမှာရှီသွားမပြစဉ်ကတည်းကလိုက်နေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ကိုပို့ပြီးတော့ဥဆောင်ထားနိုင်တာဖြစ်တယ်လာခရိုကိုချက်စီးတင်ကအစောပိုင်းကတည်းကရှင်းကပ်ထားတဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့မှာချက်စီးကဥဆောင်နေတာဖြစ်တယ်လာခရိုကိုလူရှင်ရဲ့အသင်းထဲမှာ United ပါဝင်
Chelsea sorry ဟုတ်တယ် Chelsea Arsenal Man City တော်တော်များများအသင်းတွေ club အသင်းတွေထိပ်သီး club တွေတော်တော်များများကလိုချင်နေကြပါတယ် PSG ကလည်း La Cruz ကိုသဘောကျမှုတွေရှိနေသေးတယ်ဆိုတော့တည်င်းနေတော့ထွက်နေပါလေဒါပေမဲ့ဒီပြောင်းရွှေ့ကိုတောက်ခတ်ထားတာက Chelsea ပါ La Cruz နဲ့ပုတ်ကွေးဆိုင်အကောင်းတဲ့သဘောတူညီမှုယူထားပြီး Crystal Palace တောင်းနေတဲ့ပေါင်ဂျိုတန်50ကိုလည်းပေးဖို့အတွက်အစင်သစ်နေတာတစ်ခုဖြစ်နေပြီးမကြခင်မှာ La Cruz ရဲ့အပြောင်းရွှေ့ကဖြစ်မြောက်လာတော့မယ့်အခြေအနေတစ်ခုတည်း Chelsea တဲ့လှုပ်ဆောင်ထားနိုင်ပါပြီဆိုတော့ Chelsea တဲ့ရဲ့ပြောင်းရွှေ့တွေကတော့မိုက်နေရောပဲဆရာကြီးမိုက်နေရောပဲလို့เนาะအားကြလိုက်တာသူများတဲ့ရဲ့ပြောင်းရွှေ့တွေများတကယ်ကိုအားကြစရာကောင်းလိုက်တာเนาะဆိုတော့လက်ရှိမှာခံစစ်မှာဆိုရင် La Cruz တို့ရောက်လာပြီเนาะဆိုတော့ဒီဝင်ခါပိုင်းမှာside back position တွေမှာလည်းသူတို့ပိုအားကောင်းတဲ့ကစားသမားတွေကိုအားဖြည့်ထားပြီးကျွန်တော်ထင်တာကတော့လာမယ့်နှစ်ကြာရင်ပေါ့နော်ဒီပြရေးစားပြလို့ဆို Chelsea တင်းနဲ့အတူဒါ3-4-2-1ဆိုတဲ့ပုံစံမျိုးပုံဖော်မဲ့တင်တယ်ကျွန်တော်ထင်ရတော့ပေါ့နော်3-4-2ဆိုတဲ့ပုံစံမျိုးပုံဖော်လိုက်မယ်ဒါကြောင့်မို့လာခိုးသူတို့အသေးတန်ဝဲတာနော်သူတို့ရဲ့ခံစစ်ကြောမှာခိုးဝဲတို့ဘာတို့အများတို့အများကြီးရှိနေပေမဲ့သူတို့ La Cruz ကိုထပ်ဝင်မယ်ပြီးရင်သူတို့ဒီခံစစ်3ယောက်တန်းထားမယ်ပြီးရင်သူတို့ကွမ်တာတို့နောက်ပြီးတော့ကျွန်တော်တို့အခုအသစ်ဝယ်ထားတဲ့နော် Palestria တို့နော်အဲ့ဒီ player တွေကိုကွဲလက်ဝင်းနေနဲ့သုံးမယ်ကွဲလားမရှိတော့ကွဲလက်ဝင်းနေနဲ့သုံးမယ်နောက်ပြီးတော့Gusto တို့လည်းရှိသေးတယ်ဆိုတော့Gusto တို့လည်းသူတို့ကွဲလက်ဝင်းနေနဲ့သုံးလို့ရတယ်ဆိုတော့ကွဲလက်ဝင်းနေတဲ့3မယ်နောက်ပြီးတော့ကွဲလက်2ယောက်နေရာမှာAzo Fernandez နဲ့နောက်ပြီးတော့ဒီကိုင်စီတို့လို့ရှိမယ်အဲ့လိုပုံစံမျိုး Chelsea သွားလောက်မယ်လို့ထင်တယ်ဆိုတော့တိုက်စစ်မှာ Morgan Roger အဆွေရုံကောင်းကောင်းနဲ့နံပါတ်10လို့ဝင်ကားလို့ inside forward ပုံစံမျိုးပေါ့နော်ဒီကျွန်တော်တို့ဘယ်လိုပြောမလဲ half space တွေများများကစားတဲ့ half space တွေများများကစားတဲ့ဝင်ကားပုံစံမျိုးနံပါတ်10လို့AN win ပေါ့ဗျာ AN win ပုံစံမျိုးကစားရမယ်ခိုးပင်မှာ AN win ပုံစံမျိုးကစားမယ်အထောင်တိုက်စစ်မှာဂျောက်ပတ်ထိုရှိမယ်မိုး line နဲ့ကြီးကလုံးဝ so strong เนาะလုံးဝ so strong ဆရာတို့မင်းခံစစ်မှာလည်း La Cruz လို့ပြရမျိုးနဲ့ဆိုတော့ပြီးပြီเนาะဒါဂိုးသမားနေရာထက်ခုံမယ်လို့ကြားတယ်ဂိုးသမားနေရာမှာ Diego Costa ထက်ရောက်လာမယ်ဆိုရင်တော့ဖြစ်ဦးဘာမှပြောစရာမလိုတော့ဘူးဒါပေမဲ့လက်ရှိမှာ Diego Costa နဲ့ပတ်သက်ပြီးတော့ထူးခြားတိုးတက်မှုတွေတိတ်မရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်မတက်ဆက်ပေးသေးတာအခုလိုမျိုး La Cruz လိုမျိုးပေါ့နော်တဘောတူညီမှုရနေပြီးအပြောင်းရွှေ့မကြခင်မှာဖြစ်မြောက်တော့မယ်ဆိုတော့အခြေအနေရောက်တော့ Chelsea ပြိတ်သက်တွေအတွက်အတိပေးမှုတည်င်းကြောင်းကလေးတက်ဆက်ပေးပါဦးမယ်ဆိုတော့လက်ရှိမှာ La Cruz ကို Chelsea တင်ကယူတန်း50နဲ့ရမယ်ဆိုတော့ပမာဏကအရန်တန်လုံးနေပေါ့နော်အရန်တဲအောင်ရှိပါအရန်တန်လုံးနေဘာလို့ဆိုတော့လက်ရှိ Aston Villa အသင်းမှာကစားနေတဲ့ခံစစ်မှုအင်္ဂလန်တင်းရဲ့ခံစစ်ကစားသမားပေါ့နော်ဂူကြီးနဲ့တူတူတွဲဆော်သွားတယ်ဟိုကောင်ဗာလဲခွန်စာအန်ဂိုလိုခွန်စာနော်အကောင်တော့မှအသက်28နှစ်ရွယ်ရှိနေပြီလက်ရှိပေါင်တန်း60 90တောင်းနေတာနော်နော်ဒီယန်ပေါ်တဲ့တင်မှာကစားနေတဲ့မြူလီနိုတော်မှာပေါင်တန်း60 90တောင်းနေတာဆိုတော့ La Cruz လို player မျိုးကိုယူတန်း50ယူတန်း60နဲ့ရမှာဆိုတော့တိတ်ကိုတန်တဲ့ပြောင်းရွှေ့ပေါ့ Chelsea တင်းအတွက်တိတ်ကိုပျော်ပျော်ရွှင်ရွှင်လုံးတင်းတဲ့ပြောင်းရွှေ့ပေါ့နော် Chelsea တင်းအတွက်တကယ်အကျိုးပြုနိုင်တဲ့ပြောင်းရွှေ့မျိုးပေါ့နော်ဆိုတော့ဒီတက်ကြောင့် Chelsea တင်းအလင်းမြန်ဆုံးဒီပြောင်းရွှေ့ကိုလှုပ်ဆောင်နိုင်ဖို့အတွက်အပိသက်နိုင်ဖို့အတွက်ကြိုးစားနေပါပြီမကြခင်မှာ La Cruz က Chelsea တင်းရဲ့ကစားသမားတင်းဖြစ်လာလိမ့်မယ်လို့ကြောက်နေတော့ယုံကြည်မိပါတယ်ကဲဆို Chelsea ပြိသက်တွေကိုဘယ်လိုမြင်ကြလဲ La Cruz ကိုသဘောကျကြလား La Cruz က Chelsea တင်းအတွက်အဆင်ပြေမယ်လို့ထင်လား Shallow back ကိုရောင်းပြီးတော့ La Cruz ကိုစားထိုးမယ်ဆိုတာပိုကောင်းတဲ့လှုပ်ဆောင်မှုတစ်ခုလို့မြင်လားဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ပြီးတော့ညီကိုတို့ရဲ့ team share user ချက်လေးတွေကိုကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးရင်းခုန်ပေးကြဖို့အတွက်ပြောချင်ပါတယ်ဗျာနော်